မင်္ဂလာပါခင်ဗျ Nathan's Report Channel ကနေပြီးတော့ August လ15ရက်နေ့နောက်ဆုံးရရှိထားတဲ့အရေးကြီးသတင်းများကိုစူးစီးပြီးတော့ဖတ်ပြပေးပါမယ်ပထမဆုံးဖတ်ပြပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်းအမှတ်58တင်းနဲ့58နှစ်ကြားမှာ Elite ခရီးသည်ပို့ဆောင်ရေးရင်လိုင်းကခရီးသည်တင်ကားတစ်စီးလမ်းလေကျွန်းကိုဝင်တိုက်မိပြီးတော့တရားအောက်ကိုထိုးကျတိမ်းမှောက်ခဲ့ရာကားပေါ်မှာပါလာတဲ့လူ15ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီကနေ့ August လ15ရက်နေ့မနက်9:20မိနစ်လောက်မှာနေပြည်တော်ကနေရန်ကုန်ကိုမောင်းနှင်လာတဲ့ Elite ခရီးသည်တင်ကားတစ်စီးရင်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ Elite ခရီးသည်ပို့ဆောင်ရေးရင်လိုင်းကရင်မောင်းအပါအဝင်အမျိုးသား6ဦးအမျိုးသမီး9ဦးစုစုပေါင်း15ဦးလိုက်ပါလာတဲ့ 9Q5695 အဖြူရောင် Scania New Star ခရီးသည်တင်ကားဟာရင်မောင်းအိမ်ငိုက်မှုကြောင့်လမ်းလေကျွန်းကိုဝင်တိုက်မိပြီးတော့ကားဟာတရားအောက်ကိုထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ပါတယ်။ရင်တိမ်းမှောက်မှုကြောင့်ကားပေါ်မှာပါလာတဲ့သူများထိခိုက်ဒဏ်ရာရရှိခဲ့တော့လဲဒဏ်ရာအခြေအနေကတော့မစိုးရိမ်ရဘူးလို့ပြောပါတယ်။အမြန်လမ်းမကြီးပေါ်မှာဖြစ်ပွားတဲ့ရင်မတော်တဆမှုများရဲ့ရာခိုင်နှုန်းအများစုဟာရင်မောင်းအိမ်ငိုက်ခြင်းကြောင့်ဖြစ်ပွားလေရှိတဲ့အတွက်ရင်မောင်းများအနေနဲ့2နာရီဇက်တိုက်မောင်းနှင်ပြီးတိုင်းမှာရင်ရနာစခန်းများမှာခိတ္တအနားယူကြရန်သတိပေးထားပါတယ်။ဒါအပြင်ခရီးသည်များအားလုံးထိုင်ကုန်ကပတ်စီပတ်များကိုမဖြစ်မနေပတ်ထားရန်ကပတ်မပတ်ထားတဲ့ခရီးသည်များကိုရင်ပေါ်မှာပါလာတဲ့ဝန်ထမ်းများကသတိပေးပြီးတော့ကပတ်ပတ်ထားခိုင်းရန်နဲ့ကားမျိုးစားပေါ်လိုက်ပြီးတော့သတ်မှတ်ထားတဲ့အမြန်နှုံးထက်ပုံပုံမောင်းနှင်ခြင်းမျိုးမပြုလုပ်ကြရန်အမြန်လမ်းမကြီးထိမ့်သိမ်းပြပြရေးနဲ့ကြီးကြပ်ရေးအဖွဲ့ကအထူးသတိပေးထားပါတယ်ခင်ဗျာနောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့စကိုင်းမှာရေနဲ့နေတဲ့ကလေးငယ်ကိုဆင်းကယ်တဲ့စေတနာဝန်ထမ်းဆရာတဦးရေစည်းနဲ့မျောပါပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းစကိုင်းမြို့နယ်မြင်းဆယ်ကျေးရွာမြေပြင်ကျောင်းမှာ volunteer စေတနာဝန်ထမ်းအဖြစ်နဲ့ပညာသင်ကြားပေးနေတဲ့ဆရာတဦးဟာရေနဲ့နေတဲ့ကလေးငယ်တဦးကိုကယ်ဆယ်ရင်းနဲ့မူးချောင်းအတွင်းရေစည်းနဲ့မျောပါပြီးတော့တေဆုံးသွားခဲ့ကြောင်းဒေသခံတွေစီကသိရပါတယ်ဖြစ်စဉ်ဟာမနေ့ကဩဂတ်လ14ရက်နေ့ညနေပိုင်းကအေယာဝတီမြစ်ရေဝင်ရောက်နေတဲ့မူးချောင်းအတွင်းရေနဲ့နေတဲ့ကလေးငယ်တဦးကိုစေတနာဝန်ထမ်းဆရာဖြစ်သူဦးရှင်းတန့်စောကရေထဲကိုဆင်းပြီးတော့တွားရောက်ကယ်ဆယ်ခဲ့တာပဲဖြစ်ပါတယ်ကလေးငယ်ကိုအသက်ရှင်လျက်နဲ့ကယ်ဆယ်နိုင်ခဲ့ပေမဲ့ဆရာဦးရှင်းတန့်စောကတော့မူးမြစ်ရေစည်းနဲ့အတူပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီနောက်ဒေသခံတွေရဲ့ပြောဆိုချက်အရရေနစ်ပျောက်ဆုံးနေတဲ့ဆရာဦးရှင်းတန့်စောရဲ့ရုပ်အလောင်းကိုဒီကနေ့ဩဂတ်လ15ရက်နေ့မနက်ပိုင်းမှာပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကရေဘေးတင်တဲ့ဒေသတွေမှာရေပြန်လည်ကျဆင်းနေပေမဲ့ရိတ်ခါနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေသေးတယ်ဆိုတဲ့သတင်းကိုဖတ်ပြပေးပါမယ်။ရေဘေးဒဏ်အဆိုးအဝါဆုံးရင်ဆိုင်နေရတဲ့သခိုင်းတိုင်းကမြို့နယ်73မြို့နယ်မှာရေကြီးရေရှမ်းမှုတွေဖြစ်ပွားခဲ့ရာကနေအခုရက်ပိုင်းရေပြန်လည်ကျဆင်းလာပေမဲ့စားနပ်ရိက္ခာနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့ရေဘေးကူညီရေးဆောင်ရွက်နေတဲ့သူတွေကပြောပြထားပါတယ်။ရေဘေးအခြေအနေကတော့အောက်ပိုင်းမြို့နယ်တွေကတော့ကူညီနေရဆဲဖြစ်ပါတယ်။အဓိကတော့ရိတ်ခါနဲ့ဆေးဝါးလိုအပ်နေတယ်လို့ယူဆရတယ်ပြီးရင်တော့ပြန်လည်ထူထောင်ရေးအတွက်လည်းလိုအပ်နေပါတယ်လို့ကုညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေကပြောပြထားပါတယ်ရေနဲ့ဆေးဝါးတွေလည်းအဓိကလိုအပ်နေတယ်လို့ပြောပါတယ်ရေကြီးရေရှမ်းမှုကြောင့်လမ်းပိုင်းတွေလည်းပျက်စီးသွားတာမို့လို့ရေဘေးကူညီတဲ့သူတွေသွားတဲ့နေရာမှာကြန့်ကြာမှုတွေရှိနေတယ်လို့သိရပါတယ်လက်ရှိစကိုင်းတိုင်းကအဲ့ဒီဒေသတွေမှာရေဘေးတင်တဲ့ပြည်သူပေါင်း2,260,000 ကျော်ရှိနေပါတယ်။စကိုင်းတိုင်းမှာရေဘေးကြောင့်တေဆုံးသူ23ဦးအထိရှိလာပြီးတော့2ဦးကတော့ပျောက်ဆုံးနေတယ်လို့သိရပါတယ်။တဖန်းစိတ်ဆယ်ကရေလွတ်တာဘိုးတဲထန်းစွာရွာသွန်းတာတွေကြောင့်တဖန်းစိတ်ဆယ်အောက်ဘက်မူးမြစ်ကမ်းတလျှောက်မြို့နယ်တွေမှာဩဂတ်လ6ရက်နေ့ကစပြီးတော့ရေဘေးနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်ခင်ဗျာ။နောက်ထပ်ဖတ်ပြပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်မှာရှိတဲ့တရုတ်ပိုင်းမြန်မာ Silver Spring Enterprise Limited အထည်ချုပ်စက်ရုံမှာအလုပ်သမား900ကျော်ဟာလောက်ခလာစာနဲ့ခန်းစားခွင့်များကိုတိုးမြင့်ပေးရန်3ရက်မြောက်နေ့အဖြစ်နဲ့ဆန္ဒပြနေကြတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီစက်ရုံမှာအလုပ်သမားတွေကိုလက်ရှိတရက်လောက်ခ DJ အဖြစ်ငွေကျပ်9800နဲ့အချိန်ပိုလောက်ခ ODJ အဖြစ်ငွေကျပ်1959ကျပ်သာပေးတယ်လို့ပြောပါတယ်။လက်ရှိအချိန်ထိလောက်ခလာစာများတိုးမြင့်ပေးခြင်းမရှိသေးဘူးလို့အလုပ်သမားများကတိုင်ကြားထားပါတယ်။ဒါကြောင့်ဩဂတ်လ23ရက်နေ့ကစတင်ပြီးတော့အလုပ်သမားများက DJ ကိုငွေကျပ်13,000 ODJ ကိုငွေကျပ်2,500နဲ့ရမှန်ကြေးကိုငွေကျပ်2,000ကနေ5,000ကျားတိုးမြင့်ပေးရန်အလုပ်သမားများကဆန္ဒပြတောင်းဆိုနေကြပါတယ်။သို့တော်လည်းအလုပ်သမားတွေရဲ့တောင်းဆိုချက်များအပေါ်စက်ရုံဘက်ကလိုက်လျောခြင်းမရှိဘဲနဲ့စက်ရုံရဲ့အထွေထွေမန်နေဂျာကမင်းတို့လှုပ်ချင်လို့မလှုပ်နိုင်ရင်ထွက်ဆိုပြီးတော့ပြောဆိုနေကြောင်းအလုပ်သမားများကပြန်လည်ပြောပြထားပါတယ်။အခုလက်ရှိ DJ က9800နဲ့ ODJ က1959ကျပ်နဲ့အလုပ်လုပ်နေရပါတယ်။
အခုချိန်ထိလစာတိုးပေးတာမရှိပါဘူးအလုပ်သမားတွေကဒေးဂျေးကို13000 OTJ ကို2500ရက်မှန်ဂျေးကို2000ကနေ9000ကြားတိုးပေးဖို့အတွက်တောင်းဆိုနေတာပါအဲ့ဒါကိုမင်းတို့ဘာသာမင်းတို့လှုပ်ချင်လို့မလှုပ်ချင်ရင်ထွက်ဆိုပြီးတော့တထေးရဲ့လူယုံဆက်ယုံအထွေထွေမန်နေဂျာကပြောလွှတ်လိုက်တယ်လို့အလုပ်သမားတို့ကပြန်လည်ပြောပြထားပါတယ်အလုပ်သမားတွေရဲ့ဆန္ဒပြတောင်းဆိုမှုကိုဆက်ယုံကအတိပ္ပယ်မရှိတဲ့လောက်ရဖြစ်တယ်လို့ပြောဆိုနေတယ်လို့ပြောပါတယ်ဒါအပြင်ဆက်ယုံပိုင်ရှင်ဘက်ကယုံကြည်စိတ်ချရသူတဦးကအလုပ်သမားများကိုလာရောက်စကားပြောဆိုကဆန္ဒပြတောင်းဆိုမှုများကိုမပြုတ်လို့ရန်ဖြောင်းဖြပြောဆိုမှုများပြုတ်လုံနေကြောင်းအလုပ်သမားတွေကပြောပါတယ်အလုပ်သမားများလက်ရှိရရှိနေတဲ့ဒေးဂျေးလောက်ခလာစာတနေ့ကိုငွေကျပ်9800ဟာလက်ရှိကုန်စည်နှုန်းများနဲ့နှိုင်းယှဉ်ရင်စားဝတ်နေရေးအတွက်လုံလောက်မှုမရှိဘူးလို့ပြောပါတယ်ဒီဘက်ခေတ်ကာလမှာဗျာ9800ဆိုတာစံတပြည်ဘိုးတောင်မရှိပါဘူးလို့အလုပ်သမားတို့ကပြောပါတယ်အဲ့ဒီမြန်မာ Silver Spring Enterprise Limited ဟာရန်ကုန်မြို့ဒဂုံမြို့တဲ့အရှေ့ပိုင်းမြို့နယ်မှာဖွင့်လှစ်ထားတဲ့တရုတ်နိုင်ငံသားပိုင်အထည်ချုပ်စက်ရုံဖြစ်ပြီးတော့အလုပ်သမားပေါင်း900ကျော်အလုပ်လုပ်ကိုင်နေကြပါတယ်လက်ရှိမှာစက်ရုံတစ်ခုလုံးကအလုပ်သမားများကလောက်ခလစာတိုးမြင့်ပေးရန်ဆန္ဒပြတောင်းဆိုနေခြင်းဖြစ်ပြီးဒီကနေ့အထိ3ရက်ဆက်တိုက်ဆန္ဒပြနေခြင်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဖတ်ပြပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာဘတ်စကားကအများကိုလာမယ့်စက်တင်ဘာလ1ရက်နေ့ကစတင်ပြီးတော့တိုးမြင့်ကောက်ခံသွားမှာဖြစ်တဲ့အတွက်ပြည်သူလူထုအတွက်သွားလာစရိတ်တွေပုံမှန်မြင့်တက်လာပြီးတော့လက်ရှိကြုံတွေ့နေရတဲ့အကျွေရှားပါမှုပြဿနာကိုလည်းပုံမဆိုးဝါးလာနိုင်မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရန်ကုန်တိုင်းပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC ကရင်းပြင်ဆင်ထိန်းသိမ်းရေးစရိတ်များမြင့်တက်လာခြင်းကြောင့် YBS ကားကနှုံးထားတွေကိုစက်တင်ဘာလ1ရက်နေ့ကစတင်ပြီးတော့တိုးမြင့်ကောက်ခံသွားမှာဖြစ်ကြောင်းမနေ့ကတရားဝင်ထုတ်ပြန်လာပါတယ်။အခုလိုတိုးမြင့်ရမှာလက်ရှိ200ကျပ်ကောက်ခံနေတဲ့ခရီးစဉ်များကို300တို့၎င်းလက်ရှိ400ကောက်ခံနေတဲ့ခရီးစဉ်များကို600တို့၎င်းပြောင်းလဲကောက်ခံသွားမှာဖြစ်ပြီးတော့ YBS ကတ်တွေနဲ့ပေးချေတဲ့ရင်းစည်းကားတွေကိုလည်းအဲ့ဒီနှုံသားများအတိုင်းတပြိုင်နက်တည်းပြောင်းလဲကောက်ခံသွားမယ်လို့သိရပါတယ်။အခုလိုမျိုးဘတ်စကားကားတွေကိုတိုးမြင့်ကောက်ခံမှုကြောင့်နေ့စဉ်သွားလာရေးကုန်ကျစရိတ်တွေဟာပုံမှန်မြင့်တက်လာခြင်းနဲ့ငွေအကျွေးရှားပါမှုပြဿနာတွေပုံမဆိုးဝါးလာခြင်းတို့ဖြစ်ပေါ်မှာကိုပြည်သူတွေကစိုးရိမ်နေကြပါတယ်။အဲ့ဒီရင်းစည်းကတိုးမြင့်ကောက်ခံမှုကြောင့်ဝင်ငွေတိုးတက်ခြင်းမရှိတဲ့ဝင်ငွေနည်းတဲ့တနေ့လုံးမှတနေ့စားရတဲ့အခြေခံအလုပ်သမားများနဲ့ပုဂ္ဂလိကဝန်ထမ်းများအတွက်နေ့စဉ်သွားလာစရိတ်တွေပုံမမြင့်တက်လာမှာဖြစ်တယ်လို့ရန်ကုန်မြို့ကပြည်သူတွေကပြောပါတယ်။ဘတ်စကားကားတွေကတိုးလာပြီမဲ့ရတဲ့လစာကတိုးမလာဘူးလေ။ဒီနေ့ကိုဘတ်စကားကတရက်ထဲမှာတင်ကိုအလုပ်ရှိတဲ့မြို့ထဲနဲ့အိမ်ကိုအသွားပြန်1500ရှိပါတယ်အခုထပ်တိုးပြီးတော့ကောက်တော့မှာဆိုတော့2000ဖြစ်သွားမယ်ဘတ်စကားကကြီးပဲနော်ဒါတော့ဝင်ငွေကတိုးမလာဘူးလို့အင်းစိန်မျိုးကဗဘဲတန်းမှာရှိတယ်ပုံနှိပ်တိုင်မှာတွားရောက်အလုပ်လုပ်ကိုင်နေရတဲ့ပုံနှိပ်ဆက်အလုပ်သမားတဦးကသူ့ရဲ့တနေ့တာကုန်ကျစရိတ်ကိုရှင်းပြထားပါတယ်လက်ရှိ200နဲ့400ရင်းစည်းကနှုံးများကို300နဲ့600ဆိုပြီးတော့တိုးမြင့်လိုက်ခြင်းဟာရန်ကုန်မြို့မှာဖြစ်ပေါ်နေတဲ့အကျွေရှားပါမှုပြဿနာကိုလည်းပုံမဆိုးဝါးစေနိုင်တယ်လို့ခရီးသည်တွေကပြောပါတယ်အရင်ကတည်းကမှအကျွေရှားပါလွန်းလို့ဘတ်စကားစီးတဲ့အခါမှာပတ်စံပြန်အမ်းတာကိုပြန်မရခြင်းပြန်အမ်းပေးမယ်ဆိုပြီးတော့မေ့လျော့သွားခြင်းများမကြာခဏကြုံတွေ့နေရကြောင်းကိုလည်းခရီးသည်တွေကပြောပြထားပါတယ်ဘတ်စကားစီးရင်အကျွေကရမ်းရှားတာငွေ100တန်ကလည်းအရမ်းရှားသွားပြီလေအခုပြောင်းလိုက်တာက300နဲ့600ဆိုတော့100တန်ကမပါမဖြစ်ပါမှာသူကပြန်အမ်းဖို့ခက်တယ်လို့ကိုကပေးဖို့လည်းခက်တယ်အကျွေမရှိတာပြန်အမ်းမယ်ဆိုပြီးတော့မေ့သွားတာအမေခန္ဓာတွေလည်းဖြစ်တယ်ဘတ်စကားစီးတိုင်းအကျွေပြဿနာတက်တယ်အခုပြောင်းလဲလိုက်တဲ့ဘတ်စကားကကြောင့်အကျွေပြဿနာတွေပိုပြီးဆိုးလာနိုင်တယ်လို့ဒဂုံမြို့တဲ့အရှေ့ပိုင်းကနေတာမွေမြို့နယ်ကိုတွားရောက်အလုပ်လုပ်ကိုင်နေရတဲ့ကုမ္ပဏီဝန်ထမ်းတအုပ်ကပြောပြထားပါတယ်ရန်ကုန်မြို့မှာအခုလက်ရှိခရီးသည်တင်ဘတ်စကားအစီးရေ3600ခန်းရှိပြီးတော့ခရီးသည်လူဦးရေဟာရခိုင်1.4တန်းခန်းကနေလက်ရှိမှာ1.8တန်းအထိကိုတိုးမြင့်လာတယ်လို့သိရပါတယ်ဒါကြောင့်ရုံးတက်ရုံးဆင်းချိန်များမှာမှတ်တိုင်များမှာခရီးသည်များစုပြုံနေခြင်းဘတ်စကားများပေါ်မှာပြည့်ကျက်စွာစီးနှင်းနေရခြင်းများဖြစ်ပေါ်နေကြောင်းသိရပါတယ်YRTC ရဲ့ရှင်းလင်းချက်အရလက်ရှိခရီးသည်တင်ဘတ်စကားအစီးရေဟာ9300ကျော်ရှိတော့လေလက်ရှိမှာယင်းအစီးရေ3300ခန်းသာပြေးဆွဲပေးနိုင်ပြီးတော့ကျန်တဲ့ကားတွေကပြုပြင်ထိန်းသိမ်းမှုများလှုပ်ဆောင်နေရတဲ့အတွက်ပြေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်ပြုပြင်နေရတဲ့ဘတ်စကားတွေကိုအမြန်ဆုံးပြုပြင်ပြီးတော့ပြန်လည်ပြေးဆွဲပေးနိုင်ရန် YBS အများပိုင်ကုမ္ပဏီများကိုစီစစ်ကြက်မှတ်ဆောင်ရွက်ရမှာယင်းအပိုပစ္စည်းများရှားပါခြင်းဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့်ဝယ်ယူပြုပြင်ရန်အခက်အခဲများရှိနေတာကိုတွေ့ရကြောင်း YRTC ဘက်ကပြောဆိုထားပါတယ်။ YBS အစည်းရေတိုးမြင့်ပြေးဆွဲနိုင်ရန်အတွက်ပြုပြင်ဆဲယင်းများကိုအမြန်ဆုံးပြုပြင်ရန်လိုအပ်ပြီးတော့ယင်းများကိုပြုပြင်ရမှာအသုံးပြုတဲ့ယင်းအပိုပစ္စည်းများနဲ့ဆက်ဆက်ပစ္စည်းများရဲ့ဈေးနှုန်းမြင့်တက်မှု YBS ကုမ္ပဏီများရဲ့ဝင်ငွေနဲ့ထွက်ငွေမမျှတမှုများကိုကုစားနိုင်ရန်တင့်တယ်မျှတတဲ့ယင်းစည်းကနှုံသားများကိုပြန်လည်သတ်မှတ်ရန်လိုအပ်တဲ့အတွက်ယင်းစည်းကများကိုတိုးမြင့်ကောက်ခံရခြင်းဖြစ်တယ်လို့ YRTC ကပြောပါတယ်။ YBS ယင်းစည်းကနှုံသားများဟာရန်ကုန်မြို့တွင်ဒ
downtown area အတွင်းမှာငွေကျပ်200နဲ့ရန်ကုန်မြို့ပြင်နဲ့စင်ကြေဘုံဒေသများမှာ400နှုန်းနဲ့2021ခုနှစ်ကနေလက်ရှိအချိန်ထိကောက်ခံခဲ့ခြင်းဖြစ်ပါတယ်။ YRTC ရဲ့ကြီးကြပ်မှုအောက်မှာ YBS ယာဉ်လိုင်းကုမ္ပဏီ22ခုစည်ရင်းရှိတဲ့ယာဉ်လိုင်း145လိုင်းနဲ့စည်ရင်းရှိတဲ့ကားအစီးရေ9359စီးရှိကြောင်းသိရပါတယ်။လက်တလုံးနေ့စဉ်ယာဉ်လိုင်းပေါင်း134လိုင်းနဲ့ယာဉ်အစီးရေ3300ခန်းနဲ့ခရီးသည်1.8တန်းခန့်ကိုတည်ယူပို့ဆောင်ပေးလျက်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။အခုလိုမျိုး update ဖြစ်နေတဲ့အရေးကြီးသတင်းများကိုခိုင်လုံတဲ့သတင်းအရင်းမြစ်များကနေစူးစီးပြီးတော့နေ့စဉ်ဖတ်ပြပေးနေတဲ့ကျွန်တော်ရဲ့ Nathan's Report Channel ကို like and subscribe လုပ်ပေးခဲ့ကြပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည် Nathan ပါ